မြန်မာလူမျိုးတွေထဲမှာရော်တန်အထင်ကြီးတာဆိုလို့အောင်လာအန်ဆန်တူပဲရှိတာပါရော်တန်ကရိုးရာကိုတော့ထင်မကြီးပါဘူးနောက်ပြီးတော့မြန်မာဆိုရင်ကိုသူကဘာကူမှထင်မကြီးတာပါတကယ်လည်းကိုမြန်မာတွေရဲ့အတူရှိမှာဘာမှဟုတ်မနေပါဘူးအောင်လာကလွဲလို့ပါဒါကအမှန်တရားပါပဲလက်ခံရပါမယ်ဒါကြောင့်ရော်တန်အထင်ကြီးလေးစားခံရတဲ့အောင်လာအန်ဆန်နေနဲ့ဘုံယူသင့်ပါလေဘာလို့လဲဆိုတော့ရော်တန်ကလည်းကမ္ဘာကျော်ဖိုက်တာတူဖြစ်နေတာကြောင့်ပါနောက်ပြီးတော့အောင်လာအန်ဆန်ကလည်းအရှင်ဝါတော်တော်ကိုကြီးလို့ပါလေအခုလိုကမ္ဘာကျော်ဖိုက်တာရဲ့လေးစားကုန်ပေးခြင်းကိုခံရတာဖြစ်ပါတယ်နောက်ပြီးတော့ဝမ်ချန်ပီယံရှစ်မှာဟယ်လိုဖိန်စုကိုရဘူးတဲ့ဖိုက်တာက2ဦးပဲရှိပါတယ်အခုကအောင်လာပါထပ်ပါမယ်ဆိုရင်တော့3ယောက်ဖြစ်သွားပါပြီပြီးတော့အောင်လာအန်ဆန်ရဲ့ level ဘယ်လောက်ထိမြင်လဲဒီတစ်ချက်ကိုကြည့်တာနဲ့သိရပါတယ်နောက်ပြီးတော့အောင်လာအန်ဆန်နေနဲ့သူ့ရဲ့နောက်ဆုံးပွဲကိုအနိုင်နဲ့ပိုင်းသွားတာကလည်းတကယ်ကိုခံစားတော့ပါတယ်အစမှာလည်းအောင်မြင်မှုနဲ့စားခဲ့တယ်လို့အဆုံးသက်ကိုလည်းအောင်မြင်မှုနဲ့ပဲပိတ်သိမ်းနိုင်ခဲ့တဲ့အတွက်အောင်လာအန်ဆန်ကပူလို့တော့မှကုန်ရှိသွားတာပါပြီးတော့ကျွန်တော်တို့ရဲ့ fighter ကြီးကတော့လူသေးရှင်သေးဂုံပုတ်တွေချန်ပီယံကပတ်တွေနဲ့ရာအားလုံးကိုအောင်နိုင်ပြီးမှ fighter ဘွားကနေနိုင်ယူသွားခဲ့တယ်လို့ပဲပြောရမှာပါညီမလူမျိုးတွေတော့ကတော့တော်တော်ကိုဂုဏ်ယူကြပါ